ဒီကနေ့သာနာတော်နဲ့2562ခုကောဇာတက္ကရာ1380ခုနှစ်ခရစ်နှစ်2018ခုနှစ်စက်တင်ဘာလ9ရက်ဒီကနေ့အလုံးတော်သူတော်စင်တို့အတွက်ဘုန်းကြီးဟောကြားမဲ့တရားကအရှင်အာနန္ဒာမထေရဘိဓာရဲ့ဗာတရားပါလေမြတ်စွာဘုရားရဲ့ညီတဝန်းခွဲပေါ့အရှင်အာနန္ဒာရဲ့ခမဲတော်ကအမိတောရဏမြတ်စွာဘုရားရဲ့ခမည်းတော်ကသုတ်တောရဏအဲ့ဒီသုတ်တောရဏနဲ့အမိတောရဏကညီကိုအရင်ဆိုတော့အရှင်အာနန္ဒာသည်မြတ်စွာဘုရားရဲ့ညီတဝန်းခွဲပဲအဲ့တော့မြတ်စွာဘုရားဖြစ်တော့ရောက်ပြီးတဲ့နောက်ကပိလုကနေပြည်တော်ကြောက်လာတဲ့အခါမှာမင်းကြီးမင်းသားတွေနောင်တော်ကြီးမြတ်စွာဘုရားကိုဝန်းရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ယဟန်ဝဲကြတယ်အဲ့ဒီမှာအရှင်အာနန္ဒာလည်းပါတယ်ယဟန်ဖြစ်ပြီးတဲ့အခါမှာတရားဓမ္မတွေကျင့်ကြံကြိုးကိုအားထုတ်အနောက်သောတာပန်ဖြစ်ဘုရားပရိနိဗ္ဗာန်စံပြီးတဲ့အခါကျမှအရှင်အာနန္ဒာသည်ယဟန္တာဖြစ်တယ်အဲ့မှာအရှင်အာနန္ဒာရဲ့ထူးခြားချက်ကဣတတဲ့9တန်ရရှိတော်မူခဲ့တယ်ထူးချွန်တဲ့ဘွဲကိုဣတတဲ့လို့ခေါ်တယ်အဲ့ဒီဣတတဲ့ကတခုမဟုတ်5ခုတိတိရရှိတော်မူခဲ့တဲ့အရှင်အာနန္ဒာအဲ့ဒါအရှင်အာနန္ဒာမထေရရဲ့ထူးခြားချက်တစ်ခုဖြစ်ပါတယ်ဘိကဝေငါယေတတော်မြတ်ခြေသာယံတို့သာသနေငါဘုရားရှင်ကိုတော်မြတ်ရဲ့သာနာတော်မှာယရိယယောအယံအာနန္ဒောအကျဉ်အာနန္ဒာခေါ်တဲ့မထေရကျော်သည်အဋ္ဌိရှိပါပေ၏ဣတံဧသောအာနန္ဒောဤအာနန္ဒမထေရသည်ဥပဒကနံငါဘုရားရှင်ကိုရောမြတ်ကိုလှုပ်ကြွေးတော်မူကြကုန်သောဘေကုဏယဟန်တော်တို့တွင်အကံဧကောအမြတ်ဆုံးသာဆုံးဖြစ်ပါပေ၏ဘဟုတုဒါနံဘဟုတုဒါရှိတော်မူကြကုန်သောဘေကုဏယဟန်တော်တို့တွင်အကံဧကောအမြတ်ဆုံးသာဆုံးဖြစ်ပါပေ၏တတိမန္တနံတတိရှိတော်မူကြကုန်သောဘေကုဏယဟန်တော်တို့တွင်အကံဧကောအမြတ်ဆုံးသာဆုံးဖြစ်ပါပေ၏ဂတိမန္တနံမဉ္ဇဉ်ကောင်းတော်မူကြကုန်သောဘေကုဏယဟန်တော်တို့တွင်အကံဧကောအမြတ်ဆုံးသာဆုံးဖြစ်ပါပေ၏ဒိဋ္ဌိမန္တနံလုံလဝိရိယရှိတော်မူကြကုန်သောဘေကုဏယဟန်တော်တို့တွင်အကံဧကောအမြတ်ဆုံးပေဣတိဤသို့ဘဂဝါဘုန်းတော်ကြောင့်ပါတဲ့ခင်ဘုရားရှင်ကိုရောမြတ်သည်ကရေတိကောင်းစွာမဲ့သွေမိန့်ကြားတော်မူခဲ့ပါပေတည်းအရှင်အာနန္ဒမထေရဣတတဲ့9တန်ရရှိတော်မူခဲ့တယ်မြတ်စွာဘုရားကိုလှုပ်ကြွေးတဲ့နေရာမှာအသာဆုံးဘဟုတုတရှိတဲ့နေရာမှာအသာဆုံးတတိကောင်းတော်မူတဲ့မဉ္ဇဉ်ကောင်းတော်မူတဲ့ဝိရိယကောင်းတော်မူတဲ့ဣတတဲ့ဘဏ္ဍတံအရှင်သာရိပုတ္တဆိုရင်ဗိဓိပညာယမဣတတဲ့တစ်ခုပဲရတယ်အရှင်မောဂလတကုယမဣတတဲ့တစ်ခုပဲရတယ်အရှင်အာနန္ဒာကတော့5ခုတိတိရရှိတော်မူခဲ့တယ်ဒါအရှင်အာနန္ဒာရဲ့ထူးခြားတဲ့အမှတ်သားတစ်ခုပဲဒါလည်းဗိဓိရဲ့အကြောင်းပဲရလာတာမဟုတ်ဘူးနော်လောကကြီးမှာမတော်တဆဖြစ်လာတယ်ဆိုတာရှိလားအကြောင်းအကျိုးစနစ်တကျပေါင်းစပ်ပြီးမှဖြစ်လာတဲ့အရာတွေကြီးပဲတဲ့အဲ့ဒါဆိုရင်ကဗိဒ္ဓရဲ့အရင်ကြီးတွေအများကြီးပေးဆက်ခဲ့လို့အမျက်အစွန်းဆိုတာကရလာတာနော်အရင်ဒီပေးပဲနဲ့အမျက်စွန်းဆိုတာဘယ်နည်းနဲ့မှမရနိုင်ဘူးဓမ္မနေပင်မှာတော့ဗိဒ္ဓရဲ့နော်အရင်ဒီများကြီးပေးဆက်မှအမျက်အစွန်းများကြီးရတယ်လောကနေပင်မှာတော့ဖြတ်လန်းဆိုတာရှိကောင်းရှိမယ်ဓမ္မနယ်ပယ်မှာတော့ဖြတ်လန်းဆိုတာမရှိပါဘူးဟိုလွန်ခဲ့တဲ့အချိန်တုန်းကဟန္တာဝရီနေပြည်တော်မှာတိုင်းပြည်အုပ်ချုပ်မင်းလုံးနေတဲ့ရှင်မင်းကြီးသားတော်နှစ်ပါးထွန်းကားဟန္တာဝတီပြည်ရှင်မင်းပေါ့ဗျာသားတော်နှစ်ပါးထွန်းကားအကြီးဖြစ်သူကတရားဓမ္မတွေကျင့်ကြံကြိုးကိုအထုတောထွက်ပြီးတော့တရားဓမ္မတွေကျင့်ကြံကြွားထုတ်တဲ့အခါမှာဖျားဖြစ်သွားတယ်ဘဒုမုတ္တရမြတ်စွာဘုရားတဲ့
သားငယ်ကတော့အရာတီထောင်လူတို့မှပဲနေပြီးတော့ခမေတော်ကြီးနဲ့လက်တွဲတိုင်းပြည်ကိုအုပ်ချုပ်အဲ့ဒီသားတော်အငယ်ဖြစ်တဲ့အိမ်ရှိမင်းသားပေါ့သုမနမင်းသားလို့ခေါ်တယ်အဲ့ဒီသုမနမင်းသားကအခုအရှင်အာနန္ဒာဖြစ်လာမဲ့သူပဲအဲ့တော့ဗုဒ္ဓမုဒ္ဒမြတ်စွာဘုရားလက်ထက်တော်ခါတော့ကသုမနမင်းသားသည်အိမ်ရှိမင်းသားမြတ်စွာဘုရားရဲ့ညီတော်လည်းဖြစ်တယ်အဲ့ဒီအချိန်မှာပဲတဲ့နော်ခမေတော်နဲ့အတူလက်တွဲပြီးတော့တိုင်းပြည်အုပ်ချုပ်နေတဲ့အချိန်မှာပဲတိုင်းပြည်ရဲ့အစွန်ဖျားပေါ်ဗျာမတိမငြိမ်ဖြစ်ပြီးတော့ဒေသကမငြိမ်မချမ်းတော့တကယ်အဲ့ဒီမှာရှိတဲ့လူတွေဆင်းရဲတခိုးဓမြတွေကတောင်းကျမ်းနော်လူဆိုကိုင်းတွေကအများကြီးဆိုတော့အဲ့ဒီမှာရှိတဲ့ပြည်သူတွေဟာအတိဒုက္ခရောက်နေကြတယ်ဆိုတာကိုမင်းတရားကြီးသိရှိသွားတယ်ဟာဘလို့ဖြစ်တာလဲတိုင်းပြည်ရဲ့ဆွန်ဖျားမှာတပုံတွေတောင်းကျမ်းနေတယ်အဲ့ဒါတပုံတွေတောင်းကျမ်းနေလို့တိုင်းပြည်ကမငြိမ်းချမ်းဖြစ်နေငြိမ်းချမ်းအောင်လုပ်မှာပဲဆိုပြီးတော့အိရှင်မင်းသားဖြစ်တဲ့သုမနကိုလန့်ခေါ်လိုက်တယ်ဟေးသားတော်ကြီးတိုင်းပြည်ရဲ့ဆွန်ဖျားမှာမငြိမ်မသက်ဖြစ်နေတယ်ကွာတခိုးဓမြတွေလည်းအလွန်တောင်းကျမ်းနေတယ်ပြောတယ်တပုံတွေကလည်းအလွန်ပိုးဆိုပဲကွာလူဆိုကိုင်းတွေကလည်းအများကြီးပဲတဲ့အဲ့တော့တိုင်းပြည်အေးချမ်းဖို့ရေးကြီးတယ်ကွာတိုင်းပြည်အေးချမ်းဖို့အတွက်အဲ့ဒီအ ਨੇ စုဖြစ်တဲ့လူဆိုလူမိုက်တွေကိုနော်သုတ်သင်ဖို့ရေးကြီးတယ်အဲ့တော့ဒါတော့မင်းအဲ့ဒီတာဝန်ယူရမယ်တောင်းကျမ်းနေတဲ့ဒေသပေါ့နော်အဖြူအောင်နေမဟုတ်တော့ဘူးတခါလေအဲ့မှာကြီးလန့်စားဖြစ်နေကြတယ်ဒါနဲ့အရှင်မင်းသားဖြစ်တဲ့သုမနစစ်တပ်နဲ့တကွာတခါအဲ့ဒီကိုနော်ခြိတဲ့ပြီးတော့လူဆိုးတွေဓမြတွေအကုန်လုံးဖမ်းဆီးချုပ်နှောင်ပြီးတော့တုတ်တင်ပြလိုက်တယ်အဲ့တော့တခုလည်းမရှိတော့ဘူးဓမြလည်းမရှိတော့ဘူးတပုံတွေလည်းမရှိတော့ဘူးဆိုတော့အဲ့ဒီဒေသမှာငြိမ်းချမ်းသွားတယ်ကဲဒီလိုဆိုတော့ငါတာဝန်ကျေးပြီအဲ့တော့နေစဲဒေသခုပါလေငြိမ်းချမ်းသွားပြီငါတာဝန်ကျေးပြီငါနေပြည်တော်ပြန်မှပဲဆိုပြီးတော့အရှင်မင်းသားနေပြည်တော်ပြန်လာခမေတော်ကြီးကိုအကျိုးကြောင့်လျှောက်ခမေတော်ကြီးလည်းသဘောကျပြီးတော့စူပူနေတဲ့နေရာအခုတော့နော်ငြိမ်းချမ်းသွားပြီတဲ့ဒါတော့ရေမင်းရဲ့ကျေးဇူးကြောင့်အဲ့တော့ငါအတွက်တော့ပါလေလက်ယုံပြီကွာအကိုရတယ်အဲ့တော့မင်းကငါဆုလက်ပေးမယ်ကွာတဲ့ဘာရခြင်းလဲပေါ့နော်ဟာဒီကနေ့ခေတ်လို့ဆိုတော့စေယုံတို့စေကံတို့စာတင်ကျောင်းတို့ဟာလာတရားတို့ဘာတို့ပေါ့ဗျာမင်းပိုင်နဲ့မြို့မင်းပိုင်နဲ့နေပဲမှာမင်းဘာရခြင်းလဲဆိုပြီးတော့ဆုလက်ပေးတယ်အဲ့ချိန်မှာသားတော်ကနော်ခမေတော်မင်းတရားကြီးကိုလျှောက်တယ်မင်းတရားကြီးတဲ့အခြားဆုတွေမလိုချင်ပါဘူးတဲ့တသက်မှတက်ခါနောင်တော်ကြီးမြတ်စွာဘုရားကိုအာရပါရလှုပ်ကြွေးခြင်းနေတဲ့သူနေတဲ့နော်သူအပိုင်သားရတဲ့မြို့မှာမြတ်စွာဘုရားကိုပင့်ဝါရင်3လအဲ့ဒီမှာပြင်ပြီးတော့တရားဓမ္မတွေနာကြားပြီးတော့ဗာလေကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့ဝါရင်3လလုံးအနာယူပြရသည်မင်းတရားကြီးအဲ့ဒါလေးခွင့်ပြုပါဒါဆိုရင်ကျင့်တတ်ပါတယ်တခြားဆုလက်တွေဘာဆိုဘာမှမရချင်ပါဘူးမြတ်စွာဘုရားကိုပဲလှုပ်ကြွေးပြရစေဒီဆုလေးတောင်းနေအဲ့ဒါကတော့ကွာတဲ့မင်းကိုယ့်ကိုရှောင်းမှဖြစ်မယ်တဲ့ငါကတော့ခွင့်ပြုပါတယ်တဲ့မင်း3လမကလို့နော်လာ30ဖြစ်ဖြစ်မင်းအတွက်အကုန်လုံးငါခွင့်ပြုတယ်မင်းလှုပ်ချင်ရလို့အဲ့တခုတော့ရှိတယ်မြတ်စွာဘုရားရှောက်ဖို့ကတော့အဲ့ဒါမင်းကိုယ့်ကိုရှောင်းမယ်ဟာရပါတယ်ဗျာမင်းတရားကြီးခွင့်ပြုရင်ပြီးရောတိုင်းရပြည်ကိစ္စတွေအကုန်လုံးမျက်နှာလွှဲပြီးတော့မြတ်စွာဘုရားကိုအေးအေးဆေးဆေးလှုပ်ကြည့်ပါရစေဆိုပြီးတော့ခမေတော်ကြီးကိုလျှောက်တဲ့အခါမှာခမေတော်ကြီးကခွင့်ပြုကဲခမေတော်ကြီးခွင့်ပြုချက်တော့ရပြီအဲ့တော့ငါမြတ်စွာဘုရားကိုသွားရှုံးမှဖြစ်မယ်ဆိုပြီးတော့ဗုဒ္ဓမုဒ္ဒမြတ်စွာဘုရားကိုနော်လျှောက်ဖို့ဆိုပြီးတော့ကျောင်းကိုရောက်သွားတယ်အဲ့တော့သူ့ရဲ့နောင်တော်ကြီးပဲဒါပေမဲ့ तू မလျှောက်ရဲဘူးဖြစ်နေတယ်ငါသွားလျှောက်လို့လက်ခံရင်တော့ရဲ့ဟာလက်မခံရင်ငါမလွယ်ဘူးအဲ့တော့ငါသွားလျှောက်လို့မဖြစ်သေးဘူးမြတ်စွာဘုရားမှာအလုတ်ကျွေးယဟန်ရှိတယ်အဲ့ဒီယဟန်ကိုငါချင်းကပ်ပြီးမှဒီအကြောင်းလေးယူရရင်ကောင်းပါပဲဆိုပြီးတော့အဲ့ဒီမြတ်စွာဘုရားရဲ့အလုတ်ကျွေးယဟန်လေးကိုချင်းကပ်ပြီးတော့ဒီအကြောင်းလေးလျှောက်လိုက်တယ်အရှင်ဘုရားတဲ့တပည့်တော်ခမည်းတော်ကြီးစုပေးတယ်ဗျာဘာရခြင်းလဲပေါ့တပည့်တော်ဘာမရခြင်းဘူးဗျာမြတ်စွာဘုရားကိုပဲတပည့်တော်လှုပ်ကြွေးခြင်းတယ်ဝါရင်3လပါဗျာအကြာကြီးမဟုတ်ပါဘူးအဲ့ဒါလေးရှင်ဘုရားတပည့်တော်ကိုအကျိုးဆောင်ပေးပါဗျာတပည့်တော်ရဲ့နောင်တော်ကြီးတပည့်တော်မလျှောက်ရဲလို့ပါဗျာကဲရပါတယ်ဆိုပြီးတော့အဲ့ဒီအလုတ်ကြီးယဟန်လေးကမြတ်စွာဘုရားကိုလျှောက်ပြီးတော့ဗုဒ္ဓမုဒ္ဒမြတ်စွာဘုရားကလက်ခံတော်မူတယ်
အဲ့ဒီအကြောင်းလေးကြားရတော့ဟာဟုတ်ပြီအဲ့တော့ဒါငါအတွက်အခွင့်အရေးပဲနော်လောကီဆိုလည်းဒီဆိုကပဲချင်းလို့ရတယ်အဲ့တော့သူရဲ့ကောမဖြစ်ခြင်းနော်မဖြစ်ပါသေးနဲ့အရေးမကြီးပါဘူးငါရခြင်းနဲ့အခုပါလေနော်ဘုရားကိုလှုပ်ကြွေးခွင့်ဒါလေးကငါအတွက်အခွင့်အရေးပဲဆိုပြီးတော့ဝန္တာအရာဖြစ်ပြီးတော့တခါတည်းသူနေတဲ့နော်မြို့မှာမြတ်စွာဘုရားတည်င်းသုံးဖို့ဆိုပြီးတော့ကြောင်းအရင်ဆောက်တဲ့ကဲမြတ်စွာဘုရားဒီနေ့ဝါတယ်ဒီမှာဝါဆိုပါတယ်မြို့သူမြို့သားတွေကလည်းဝန္တာအရာဖြစ်သူကလည်းပဲတခါတည်းငါတော့လှုပ်ကြွေးခွင့်ရတော့မှာပဲအဲ့တော့သူအပိုင်သားရတဲ့မြို့မှာမြတ်စွာဘုရားတည်င်းသုံးဖို့ဆိုပြီးတော့ကျောင်းနယ်ကြီးဆောက်လိုက်တယ်ကျောင်းနယ်ကြီးပြီးပြီဆိုတော့မှမြတ်စွာဘုရားကိုသွားပင်အဲ့ကြမှာဗဒုမုဒ္ဒရာမြတ်စွာဘုရားကကြွလာတယ်အဲ့တော့ဝါရင်3လပေါ်လေသူအပိုင်သားရတဲ့မြို့မှာမြတ်စွာဘုရားတည်င်းသုံးတယ်အဲ့တော့မြတ်စွာဘုရားတည်င်းသုံးတယ်ဆိုသူကလည်းကျောင်းကိုနော်နေတိုင်းသွားတယ်ဒီကနေ့ငါဘာလို့လူရရင်ကောင်းပါပဲဒီကနေ့တော့ဆွန်လေးကရရင်ကောင်းပါပဲဒီကနေ့တော့သင်္ကန်းလေးကရရင်ကောင်းပါပဲဒီကနေ့တော့ငါတန်ဃာတွေအတွက်နော်အဖျော်ရည်ကရရင်ကောင်းပါပဲဆိုတော့ဟာသူခမရကုသိုလ်ရင်းနဲ့ကိုပြောနေတာရတော့ရခဲ့အခွင့်ရေးခမဲတော်ကြီးကလည်းခွင့်ပြုလို့နောင်တော်ကြီးမြတ်စွာဘုရားကလည်းလက်ခံလို့ဒါကြောင့်ငါအခုကုသိုလ်ကောင်းမှုတွေလုပ်ခွင့်ရပြီဆိုပြီးတော့အရှင်မင်းသားလေးကပီတိဖြစ်နေတယ်ဘာပီတိလဲဆိုရင်ဓမ္မပီတိနော်ဘာပီတိမြတ်စွာဘုရားရဲ့ဂုဏ်တော်တွေပွားများရင်လေပီတိဖြစ်တယ်နော်တရားဂုဏ်တော်သံဃာဂုဏ်တော်အခုယေနာသူမသူစိကက်ခွင့်ရနေအဲ့ဒါလေးကြည့်ပြီးတော့ဒုက္ခမြပီတိဖြစ်နေတာနော်ဓမ္မပီတိဒုက္ခတိတိဝိပဿနေနစေတတံအရိယပဝေတိတေဓမ္မေတရဓမ္မတိပန္တိတောဝိပဿနေနကြည်လင်းနေစေတတာစိတ်ထားဖြင့်ဝိပဿနေနကြည်လင်းနေစေတတာစိတ်ထားဖြင့်ဓမ္မပီတိဓမ္မကိုတောက်သုံးတဲ့ပုဂ္ဂိုလ်သည်ဓမ္မပီတိဓမ္မကိုတောက်သုံးတဲ့ပုဂ္ဂိုလ်သည်ဒုက္ခချမ်းသာစွာတည်တည်နေရတယ်တတမတို့ကြောင့်ပန္တိတော်ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သည်တရားအခါခသိဓမ္မေတရား၌ရမတိမွေလျော်လေတော့ဤဓမ္မပီတိအဲ့ဒါလေးကိုနော်ဘာသာပြန်တယ်ဓမ္မကိုတောက်သုံးတဲ့ပုဂ္ဂိုလ်အဲ့ဒီဓမ္မပီတိဆိုတာကပိဋကရဲ့စည်းစိမ်ဥစ္စာထဲမှာရှာလို့မရဘူးယာရုအာနာထဲမှာရှာလို့မရဘူးနော်ဂုဏ်တွေပကသနာတွေကြားထဲမှာရှာလို့မရဘူးကုသိုလ်ရေးမှာပဲရှာလို့ရတယ်အခုငါဘုရားကိုလှုပ်ကြွေးခွင့်ရပြီဆိုပြီးတော့ဝန္တာအာရဖြစ်နေတာအိမ်ရှင်မင်းသားလေးရအဲ့လိုနဲ့တခါတည်းဝါကျွတ်သွားတော့သင်္ကန်းတွေကစွန့်တယ်လူတခါတည်းဒီကနေ့ငါရဲ့အောင်ပွဲပဲဆိုပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့သူ့ရဲ့စိတ်ထဲခုနလျှောက်ပေးတဲ့အလှုပ်ကြွေးရန်လေးကိုအားကျသွားတယ်ဒီကိုယ်တော်လေးကျေးဇူးကြောင့်ငါမြတ်စွာဘုရားကိုလှုပ်ကြွေးခွင့်ရတယ်အဲ့တော့ငါလည်းပဲနောက်တစ်ချိန်အဲ့လိုအကျိုးဆောင်ပုဂ္ဂိုလ်ဖြစ်ရင်ကောင်းပါပဲကုသိုလ်လှုပ်ခြင်းတဲ့ပုဂ္ဂိုလ်တွေကိုတခါတည်းမြတ်စွာဘုရားသွားတွေ့ပြီးမြတ်စွာဘုရားကိုလျှောက်ထားတက္ကဒကမတွေကိုအဲ့ဒီအကြောင်းလေးပြောပြအကျိုးဆောင်ပုဂ္ဂိုလ်နော်ဒီကနေ့ကအင်ချမ်းမြေအကျိုးဆောင်ဘာအကျိုးဆောင်ပေါ့ဟုတ်လားသူကတော့ဘာအကျိုးဆောင်လဲကုသိုလ်အကျိုးဆောင်ပေါ့နော်ဖယားနဲ့တက္ကဒကမတွေကြားထဲမှာဒါလေးငါဆက်ပေးရရင်သိကောင်းပါပဲအခုအဲ့လိုဆက်ပေးတဲ့ယဟန်ရှိလို့ငါမြတ်စွာဘုရားကိုပါလေလှုပ်ကြွေးခွင့်ရတာဒီလိုအကျိုးဆောင်လုပ်ငန်းလေးလုပ်ခွင့်ရရင်ကောင်းပါပဲအားကြအဲ့ဒီလိုအားကြသည့်အတွက်နော်မြတ်စွာဘုရားကိုဆုတောင်းတယ်တဲ့အရှင်ဘုရားဒီကနေ့တပိတော်ကုသိုလ်ကောင်းမှုတွေအများကြီးလုပ်ခဲ့ပါပြီဘုရားဤကုသိုလ်ကစေနာတို့ကြောင့်နောက်တစ်ချိန်မှာဘုရားတဆူဆူရဲ့လက်ထက်၌အလှူကျွေးယဟန်လေးဖြစ်ရပါလို့ဤဆိုပြီးတော့တိစုလေးတောင်းတယ်ပရိမုဒ္ဒရာမြတ်စွာဘုရားကလည်းဗျာဒိတ်ပေးတယ်ဘုရားကိုယ်ထဲမှာလက်ထက်မှာတိစုရလိမ့်မယ်အဲ့ဒါလေးဗျာဒိတ်ပြီးတော့ဝန္တာအယဖြစ်သွားတယ်အဲ့တော့ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့အဲ့ဒီဘဝနော်ကုံဆုံးသွားအဲ့နောက်လဲပိဋကရဲ့ဘဝတွေအမျိုးမျိုးချင်းလဲပါရမီ7ပါးကိုဖြစ်ခြင်းပေါ့ဗျာဒါနသီလင်္စနေကမံပညာဝေရိယပင်စမံခန္တီသစ္စာအဋိဋ္ဌာနမေတ္တုဘေခာတိမာတတဒါနပါရမီရဲ့သီလပါရမီရဲ့
နိက္ခမပါရမီယေဒါနတိလေသာနိက္ခမပညာဝီရိယပင်စမံပညာပါရမီယေဝီရိယပါရမီယေခန္တီပါရမီယေအဋ္ဌံပါရမီယေသစ္စာပါရမီယေမေတ္တာပါရမီယေဥပေက္ခပါရမီယေအဲ့ဒီပါရမီစပါးကိုဘိသိက်ကဘာတသိမ့်ဖြစ်ကျင့်ကြရတာအဲ့ဒါပါလေအခုလို့နော်အရှင်အာနန္ဒာဣတိရေငါးတန်ရမထေဖြစ်ဖို့အတွက်အဲ့ဒါပိဿခရရဲ့အရင်နည်းတွေပဲအဲကြောင့်လောကကြီးမှာဖြက်လန်းဆိုတာရှိကောင်းရှိမယ်ဓမ္မနေပေမှာတော့ဘိသိက်ဖြက်လန်းဆိုတာမရှိပါဘူးအမြတ်အစွန်းရခြင်းတဲ့ဆိုရင်ကိုယ့်ဘက်ကဘာပေးရမလဲအရင်နည်းပေးရမယ်အရင်နည်းဆိုတာဘိသိက်ရဲ့ဒုက္ခနဲ့ရင်းမှရတာနော်ဒုက္ခနဲ့ရင်းလို့တော့မရဘူးဗျာနော်အဲကြောင့်ဗောဓိမင်းသားလေးကမြတ်စွာဘုရားကိုရောက်တယ်လေအရှင်ဘုရားတည်းဒုက္ခဆိုတာတပည့်တော်တွေးကြည့်တယ်ဒုက္ခချမ်းသာတယ်အဲ့ဒီဒုက္ခကိုရကျင်နေဆိုရင်ဒုက္ခနဲ့ရင်းရတယ်လို့တပည့်တော်ဒီလိုပဲနားလေပါတယ်ဘုရားတဲ့အဲ့တော့မြတ်စွာဘုရားဟုတ်တာပေါ့ကွာတဲ့ငါဘုရားဖြစ်ဖို့ဟိုအတိတ်ကိုမကြည့်ပါနဲ့ဒီမျက်မှောက်ဘဝမှာတဲ့ဒုက္ခရာစီရ6နှစ်ဒီငါကျင့်ကြရတယ်ဗောဓိမင်းသားမင်းပြောတာမှန်တာပေါ့ဒုက္ခကိုရခြင်းရနော်ဒုက္ခနဲ့နှစ်ပန်းလုံးရတယ်တဲ့အရင်နည်းဆိုတော့တကယ်တော့ဗိဒ္ဓရဲ့ဒုက္ခနဲ့ယဉ်ရတာပါပဲအဲ့လိုယဉ်နည်းတွေပြည့်စက်ခဲ့လို့ခုဘုရားလက်ထက်ရောက်တော့အရှင်အာနန္ဒာဖြစ်လာတာသူ့ရဲ့ဇာတိကကပိလဝေါခမဲတော်ကြီးကပါလေအမိတော်ရဏဘယင်သုဒ္ဓနဲ့ညီကိုရင်းဆိုတော့မြတ်စွာဘုရားရဲ့ညီတဝံခွဲအဲ့တော့မြတ်စွာဘုရားခမေတော်ကြီးရဲ့ရှုပ်ထားချက်ကြောင့်ကပိလဝေါရောက်လာတော့ခုနပြောတဲ့မင်းကြီးမင်းသားတွေကကဲငါတို့နောင်တော်ကြီးကိုဝန်းရံကြစို့ဆိုပြီးတော့ယဟန်ဝဲကြတယ်အာနန္ဒာနဲ့တကွအာနန္ဒာမင်းသားပေါ့နော်သူနဲ့တကွကျန်တဲ့မင်းသား9ယောက်စုပေါင်း6ယောက်ပေါ့အရှင်အာနန္ဒာရဲ့အရှင်နုရုဒ္ဓရဲ့အရှင်ဒေဝဒရဲ့အရှင်ကိမိလာရဲ့အရှင်ဗတ္တိယရဲ့အရှင်ဘဂုရဲ့သူတို့ရဲ့အလုပ်ကြီးလေးကဇတ္တာသေဥပါလိမင်းသားက6ယောက်နော်အလုပ်ကြီးရ1ယောက်စုပေါင်း9ယောက်ကဲဘုရားထံသွားပြီးတော့ယဟန်ဝကြစို့ဘုရားထံရောက်လာဟာညီတော်တွေဘာကိစ္စလဲကွာဒီတော့ယဟန်ဝချင်လို့ပါဘုရားအဲ့ဒီမှာဗိဒ္ဓရဲ့အရှင်ဒေဝဒပါတယ်ဒါတော့ထူးခြားတဲ့အချက်လေးပေါ့ဒါပေမဲ့မြတ်စွာဘုရားကလက်ခံတယ်ဘာကြောင့်လဲသူတန်ခါဗေဒကကံကြီးလွန်ကျူးမယ်ဆိုတော့ကိုမြတ်စွာဘုရားသိတော်မူတန်ခါဗေဒကဆိုတာတန်ခါအသိခွဲတာဒါပေမဲ့ကြီးလေးတဲ့အပြစ်ကြီးလွန်ကျူးလိုက်မယ်ဆိုတာသိတယ်သို့သောလူဝိကြောင့်ဘဝနဲ့နေနေဒီအလုပ်တွေကတော့လုံနေအောင်ပါပဲတဲ့ယဟန်ဝက်လိုက်သည့်တွေနည်းနည်းလေးသက်သာရပါစေဆိုတဲ့အဲ့ဒီရည်ရွယ်ချက်နဲ့မြတ်စွာဘုရားကလက်ခံတော်မူတာနောက်ဆုံးပြန်လွန်တော်မူကားဤချိန်မှာပိဿရဲ့မြတ်စွာဘုရားသူကြောခဲ့တယ်မို့လားအရှင်ဒီဝဒလေကြောခဲ့တယ်သူမှားမှန်သိလို့နောင်တတွေရသွားတယ်ဒါလေးကပါလေယဟန်ဝက်လိုက်လို့ယဟန်မို့ရင်ဒီတဲ့ပူဆိုးသွားမယ်ဆိုတာကိုမြတ်စွာဘုရားကသိတော်မူတယ်အဲ့တော့မင်းသား6ယောက်နဲ့ဥပါလိဘုရားထံရောက်လာကြပြီဘာလို့ဖို့လဲယဟန်ဝက်ဖို့အဲ့တော့မင်းသား6ကလျှောက်တယ်အရှင်ဘုရားတဲ့တပည့်တော်တာကီမျိုးဆိုတာကမာနအလွန်ကြီးတာဘုရားတဲ့အဲ့တော့အခုတပည့်တော်ရဲ့အလုပ်ကြီးဥပါလိကိုအရင်ယဟန်ခံပေးပါဘုရားဘာတွေ့လဲဆိုတော့သူတို့မာနတွေကျိုးသွားအောင်ပေါ့နော်ငါကတော့သူတို့ခိုင်းနေတာခိုင်းပေါ့အခုတော့သူတို့ခိုင်းလို့မရတော့ဘူးဘာကြောင့်လဲသိက္ခာကြီးသွားလို့အဲ့ဒီလိုဖြစ်သွားအောင်သူတို့ကဒီဥပါလိကိုအရင်ဆုံးယဟန်ခံပေးပါဗျာတပည့်တို့ရဲ့သိက္ခာကြီးတော့တပည့်တော်ကပါလေအယုသေးပေးရတယ်အယုသေးပေးရင်အတ္တမာနတွေနော်ခဝါကြသွားလိမ့်မယ်တာကီမျိုးဆိုတာမာနအလွန်ကြီးတာဗျာဒါကြောင့်တပည့်တော်တို့အဲ့ဒါသူ့ကိုအရင်ယဟန်ခံပေးပါစေဘုရားဆိုတော့မြတ်စွာဘုရားကဥပါလိကိုအရင်ဆုံးယဟန်ခံပေးတယ်ပြီးတော့မှယန္နေမင်းသား6ယောက်ကိုတပါးစီယဟန်ခံပေးအဲ့တော့မင်းသား6ယောက်ဗိဒ္ဓရဲ့ယဟန်ဖြစ်လာကြပြီတဲ့စုစုပေါင်း9ပါးပေါ့အဲ့ဒီ9ပါးတွေကဗိဒ္ဓရဲ့အရှင်အာနန္ဒာရဲ့အရှင်ဒေဝဒရဲ့ယန္နေ5ပါးပေါ့နော်အဲ့ဒီ2ပါးကိုခြံထားကျန်တဲ့5ပါးကမရှိမနှောယဟန္တာဖြစ်သွားကြတယ်အရှင်နုဒရဆိုရင်ဒုတိယဝါမှာနော်ယဟန်ဖြစ်ပြီးဒုတိယ2ဝါမြောက်ပေါ့
ယဟန္တာဖြစ်သွားတယ်အရှင်အာနန္ဒာပရိနိဗ္ဗာန်ဆံပြီးမှနော်ဖယားပရိနိဗ္ဗာန်ဆံပြီးမှယဟန္တာဖြစ်တာအရှင်ဒေဝဒလောကီဇံတော့ရတယ်တဲ့အဲ့တော့အရှင်အာနန္ဒာရဲ့ဆရာကချမ်းပုတ်အရှင်ပုံနာအဲ့ဒီအရှင်ပုံနာရဲ့တရားကြောင့်ဘိဓရဲ့သောတပန်ဖြစ်သွားတယ်ဘာတရားလဲဆိုအနိစ္စတင်ညာဘာတရားအဲ့တော့ရှင်ပုံနာကအရှင်အာနန္ဒာကိုအဲ့ဒီအကြောင်းလေးပြောပြတယ်အာနန္ဒာရေးတဲ့မင်းအနိစ္စတင်ညာကိုပွားများกว่าတဲ့ဆိုကြပါစို့တဲ့လူငယ်လေးတယောက်တဲ့မှန်ကြည့်တယ်တဲ့သူ့ရဲ့မျက်နှာအနေထားလေးကိုသိကျင်လို့ဆိုပြီးတော့မှန်ကြည့်လိုက်တယ်ကွာမှန်ထဲမှာသူ့ပုံရိပ်လေးပေါ်လာတယ်အာနန္ဒာယမှန်ပါဖေယမင်းအဲ့ဒါလေးကိုမြင်အောင်ကြည့်မှန်ထဲမှာပုံရိပ်လေးပေါ်လာခြင်းသည်ဒီမှရှိလို့ပေါ့ဒီမှမရှိရင်ပုံရိပ်ဘယ်လိုလို့ပေါ်မလဲကွာတဲ့အခုလဲဒီတိုင်းပဲပုထုဇဉ်တတ္တဝါတွေခန္ဓာကိုတငါငါလုံနေကြတယ်ငါဇွဲတက္ကာယဒိဋ္ဌိလို့ပြောခြင်းပြောနော်အတ္တဒိဋ္ဌိလို့ပြောခြင်းပြောအတူတူပဲအဲ့ဒါကိုဘာပြောလဲငါဇွဲဆိုတာခန္ဓာ၅ပါးကိုမှီပြီးတော့ဖြစ်လာတာမန္တမှာပုံရိပ်လေးထင်လာခြင်းသည်မရှိလို့အခုလည်းပဲငါဇွဲဆိုတဲ့အထင်လေးသည်ခန္ဓာ၅ပါးကြောင့်ဒါကြောင့်ဒီခန္ဓာ၅ပါးကိုမင်းအဲ့ဒါဉာဏ်နဲ့ကြည့်ကွာသဘောတရားလေးနှစ်ခုပဲတွေ့တယ်ကွာအာနန္ဒာအဲ့ဒါလေးကိုမဉဏ်နဲ့ကြည့်ရှင်ဘုရားဘာနဲ့ပါလဲပြီဩဖြစ်ခြင်းသဘောနဲ့ပြည့်ခြင်းသဘောဒါပဲကွာအဲ့ဒါလေးကိုမင်းဉာဏ်နဲ့မြင်အောင်ကြည့်အဖြစ်နဲ့အပြည့်ဒါပဲဖြစ်ပြီးရင်ပြည့်ရတယ်ပြည့်ပြီးရင်ဘာရှိသေးလဲပြည့်ပြီးရင်ဘာရှိသေးလဲလို့ပြည့်တယ်ဆိုမှဘာမှမရှိတော့ဘူးလေဟုတ်တယ်မဟုတ်လားဖြစ်ပြီးရင်ဘာလဲပြည့်သွားတယ်ပြည့်ပြီးရင်ဘာရှိသေးလဲဘာမှမရှိရင်တုံညာဒါပေမဲ့ဘုန်းကြီးတို့ကအဲ့ဒီတုံညာကိုငါလုံနေကြတာတုံညတော်လောကအဝိခတ်တုလောကကြီးကိုတုံညတော်တုံညလို့အဝိခတ်တုမြင်အောင်ကြည့်ကြဒီနားမှာရှိတဲ့လူတွေနောက်နှစ်ပေါင်း100လောက်ကြာရင်တယောက်မှမတွေ့ရတော့သိကြလားနှစ်ပေါင်း100တော့များနေပါပြီတကယ်တော့ပုံရိပ်လေးပါမှန်နေပေါ်လာတဲ့ပုံရိပ်လေးပါအဲ့ဒီပုံရိပ်ကိုဘုန်းကြီးကပါလေငါလုံနေရတယ်တကယ်တော့ပုံရိပ်ဆိုတာတကယ်ရှိရဲ့လားအရိပ်ဆိုတာတကယ်မရှိဘူးဗျာနော်အဲ့ဒီအရိပ်ကိုဘုန်းကြီးကပါလေငါလုံနေကြတယ်အဲ့ဒါကိုဘာပြောလဲတက္ကရာဒိဋ္ဌိတတိယဝိယဩမထောတရှမနောဝမတ္တကေတက္ကရာဒိဋ္ဌိပါဏာယတတောဘိက္ခုပရိပ္ပစေယင်ဝလှန်ရှုရင်ဘယ်သူပြစ်တာလဲမကြည့်နဲ့အဲ့ဒီလှန်ကိုဆွဲနှုတ်ဥကောင်းမီးလောင်ရင်ဘယ်သူရှို့တာလဲဆိုပြီးတော့အကြောင်းကိုမစင်ကြင်နဲ့အဲ့ဒီမီးကိုအရင်ငိမ့်အခုလဲဒီတိုင်းမှာပဲယင်ထဲမှာရှိနေတဲ့ငါသွဲကိုပါလေငါသွဲကိုဖယ်ထုတ်ပြမယ်တကယ်တော့ငါသွဲဆိုတာဘိသိက်တုံညကိုနော်တကယ်ရှိတယ်ထင်ပြီးတော့တငါငါဖြစ်နေကြတာတကယ်တော့ပုံရိပ်ပဲဘာကြောင့်လဲခန္ဓာ၅ပါးဖြစ်ပြီးရင်ဖြစ်ခြင်းသဘောနဲ့ပြည့်ခြင်းသဘောပြည့်တယ်ဆိုမှတော့ဘိသိက်ဘာမှမရှိတော့ဘာမှရှိရင်တုံညပဲအဲ့ဒီတုံညကိုငါလုံနေကြတယ်ဆိုတော့ကဒါပါလေမှားနေကြတာတက္ကာယဒိဋ္ဌိလို့ခေါ်တယ်အနန္တရေတဲ့အဲ့ဒါလေးကိုမင်းမြင်အောင်ကြည့်กว่าမင်းငါဆွဲပြုတ်သွားလိမ့်မယ်မန္တရာပုံရိပ်လေးသည်မှရှိလို့ငါဆွဲသည်ဒီခန္ဓာကြီးရှိလို့အဲ့ဒီခန္ဓာကြီးကိုမြင်အောင်ကြည့်ဖြစ်ခြင်းသဘောနဲ့ပြည့်ခြင်းသဘောဖြစ်ပြီးရင်ပြည့်သွားတယ်ပြည့်သွားရင်တုံညပဲမင်းတုံညလို့မြင်ပြီဆိုရင်ငါဆွဲပြုတ်ပြီအဲ့ဒါရေးကြည့်တယ်ကွာအာနန္ဒာမင်းဒါလေးကိုရှုခွေမှန်ပါဗျာဒါနဲ့အဲ့ဒါလေးနော်အနိစ္စတင်ညာပေါ့အနိစ္စတင်ညာပွားများတဲ့အခါမှာအရှင်အာနန္ဒာသောတာပန်ဖြစ်သွားတယ်သူဆရာကအရှင်ပုံနာ
ဘုရားရဲ့တရားကြောင့်သောတာပန်ဖြစ်တာမဟုတ်ဘူးနော်အရှင်ပုံနာရဲ့တရားကြောင့်သောတာပန်ဖြစ်တာဒါလေးရလည်းပဲမှတ်သားစရာလေးပေါ့ဆရာရှိပါလေနော်ဆရာကသို့တော့နောင်တော်ကြီးဆိုတော့ကြီးတန်ရိုးစင်တွေကပါတယ်ကူဗျာနော်ဒါတော့ဘုန်းကြီးတွေးကြည့်တာပါအဲ့တော့အရှင်အနန္ဒသောတာပန်ဖြစ်ပြီးတခါတည်းမြတ်စွာဘုရားကိုလှုပ်တွေ့တယ်တခါတည်းလည်းဟိုဒီဒီပေါ့နော်ခရီးဒေသခြားကြီးကြွချီအဲ့လိုနေရင်ထိုင်ရင်နဲ့မြတ်စွာဘုရားဝါတော်20ရလာတယ်အဲ့တော့မြတ်စွာဘုရားဝါတော်20အဲ့ဒီဝါတော်20မတိုင်ခင်ပေါ့ဗျာအလုတ်ကျွေးရဟာပုံသိမရှိဘူးတခါတည်းအရှင်ဥပဝါနာလှုပ်ကျွေးတယ်တခါတည်းအရှင်သာဂတလှုပ်ကျွေးတယ်တခါတည်းအရှင်မေဂိယရှင်မေဂိယဆိုရင်ယောဂီတွေသိပါတယ်နော်မေဂိယမင်းအဲ့တည်းဥယျာဉ်မသွားပါနဲ့ကွယ်တပည့်တော်သွားပါရစေဖေဟာမသွားနဲ့ကွာတပည့်တော်သွားချင်တာဖေဟာမြတ်စွာဘုရားကပိဋကရဲ့ရှေ့ရေးကိုကျိုးမြင်လို့နော်မင်းမသွားနဲ့ဆိုတာကိုမရဘူးမို့လားအဲ့ဒါအရှင်မေဂိယမြတ်စွာဘုရားလှုပ်ကြွေးပဲတခါတည်းအရှင်နာဂသမလာလှုပ်ကြွေးတယ်တခါတည်းအရှင်နာဂိတလှုပ်ကြွေးတယ်အဲ့တော့သူကြုံရင်သူလှုပ်ကြွေးကိုကြုံရင်ကိုလှုပ်ကြွေးပေါ့ဗျာအလှုပ်ကြွေးရအမြင့်မရှိသေးဘူးအဲ့ဒီလူနေရင်းနဲ့ဝါတော်20ရလာတော့မြတ်စွာဘုရားတန်ဃာတွေအစည်းအဝေးခေါ်ပြီးတော့ငါအနီးပါးမှာအမြဲတမ်းလှုပ်ကြွေးမဲ့ယဟန်တစ်ပါးရခြင်းတယ်လို့အမိန့်ရှိလိုက်တယ်အဲ့လိုလေအမိန့်ရှိရောတခါလေအရှင်သာရိပုတ္တရာတို့အရှင်မောဂလန်တို့ဟာတပါးစီလျှောက်ကြတယ်အရှင်ဘုရားတပည့်တော်လှုပ်ကြွေးပါရစေဘုရားမြတ်စွာဘုရားလက်ခံတော်မမူဘူးဒါနဲ့ပိဋကရဲ့တန်ဃာရီယာကုံသွားတယ်မြတ်စွာဘုရားတပါးမှလက်မခံဘူးအဲ့ဒီကဘယ်သူပဲကြံတော့တာလဲဆိုတော့အရှင်အာနန္ဒာအဲ့တော့နဗေယတန်ဃာရီယာအရှင်အာနန္ဒာအရှင်ဘုရားရှောက်မှဖြစ်မယ်ဘုရားတပါးမှမြတ်စွာဘုရားကလက်ခံတော်မမူအရှင်ဘုရားကိုအာယုံရနေတာဘုရားအဲ့တော့အရှင်ဘုရားရှောက်သင့်ပြီအဲ့ဒီအချိန်မှာအရှင်အာနန္ဒာပြောတဲ့စကားလေးပေါ့ယာစိတ်တဝလက်တထဏကိရိတံဟောတိယာစိတ်တဝတောင်းပြီးတော့လက်တထဏရတဲ့ယာဓုဆိုတာကိရိတံဟောတိဘာအဓိပ္ပာယ်ရှိမလဲယာဓုဆိုတာတောင်းလို့အဓိပ္ပာယ်မရှိဘူးတောင်းလို့ရတဲ့ယာဓုဟာတန်ဖိုးရှိဘူးအဲ့ဒါအရှင်အာနန္ဒာကပြောလိုက်တာဒီယာဓုတပည့်တော်မတောင်းညင်ဘူးဗျာတောင်းရင်ဘာအဓိပ္ပာယ်ရှိမှာလဲဗျာမြတ်စွာဘုရားကသိတယ်နေပါစေကွာတဲ့ငါရဲ့စန္ဒကိုသိရင်သူလျှောက်လိုက်မယ်တဲ့မြတ်စွာဘုရားလည်းပရိယေနဲ့ပြောလိုက်တယ်နော်မြတ်စွာဘုရားရဲ့စန္ဒကလည်းအရှင်အနန္ဒကိုလျှောက်စေခြင်းတာဒါပေမဲ့လျှောက်ပါလို့မပြောဘူးငါစန္ဒနော်သူသိတယ်ဆိုရင်လျှောက်လိုက်မယ်ဆိုတော့သူမနေတာတော့ဘူးနော်အဲ့ကြမှာမြတ်စွာဘုရားကိုသူလျှောက်တယ်တပည့်တော်လှုပ်ကြွေးပါမယ်ဗျာတဲ့အရှင်ဘုရားကိုဟိုကြီးဝင်မဲ့ပြုစုပြီးတော့ရေဘူးရေချမ်းကမ်းလှမ်းပြီးတော့တပည့်တော်အရှင်ဘုရားကိုလှုပ်ကြွေးပါမယ်ဗျာတခုတော့ရှိတယ်ဗျာတဲ့တပည့်တော်အရှင်ဘုရားဒီကနေစုတယ်တပည့်တော်ရဲ့သဘောထားပေါ့တပည့်တော်ရဲ့ခံယူချက်လေးဒါလေးတော့အရှင်ဘုရားကိုလျှောက်ချင်ပါတယ်ဗျာကဲအာနန္ဒာလျှောက်ဘာလျှောက်ချင်လဲအဲ့ဒါကိုပြောတာဘေးသားရဲ့ပေလေးတန်ခံလေးပါပေတဲ့စုကလေးပါခံယူတဲ့စုကလေးပါအဲ့ဒါကိုတောင်းနေအရှင်အာနန္ဒာအာနန္ဒာရေးတဲ့မင်းရဲ့သဘောထားဘလို့လဲကွာလျှောက်လေကွာတဲ့မမတပည့်တော်လျှောက်ထားပါမယ်ဗျာဆိုပြီးတော့နော်တခုစီတခုစီမြတ်စွာဘုရားကိုလျှောက်တယ်ဘာနေဘုံတော်၆စုံတကုကုံနှင့်ပြည့်စုံတော်မူတဲ့အိုမြတ်စွာဘုရားဘဂဝါဘုရားရှင်ကိုရောမြတ်သည်မေဘုရားတပည့်တော်အားဗဏိတစီဝရံမုံမြတ်တဲ့သင်္ကန်းကိုသာစေနတတတိအကေဝေမပေးဘူးဆိုရင်အဘယတပိတော်တိဘဂဝန္တဘုရားရှင်ကိုတော်မြတ်ကိုဥပန္တေတမိလှုပ်ကြွေးပါမယ်ဖရာအရှင်အာနန္ဒာမြတ်စွာဘုရားကိုလျှောက်လိုက်တယ်တပိတော်ရဲ့သဘောထားလေးအရှင်ဘုရားကိုလျှောက်ပြရသေးပါဗျာအာနန္ဒာရဲ့လျှောက်နံပါတ်1အရှင်ဘုရားတပိတော်ကိုကောင်းဝေးဆိုတဲ့သင်္ကန်းတွေအာနန္ဒာရဲ့မင်းဝက်ကွာလို့တကယ်ကောင်းဝေးဆိုတဲ့သင်္ကန်းတွေတပိတော်ပေးရင်တော့တပိတော်အရှင်ဘုရားကိုမလှုပ်ကြွေးနိုင်ဘူးတဲ့သင်္ကန်းကောင်းကောင်းမပေးမှလှုပ်ကြွေးမယ်ဒါလေးကိုပိဋကရဲ့စဉ်းစားကြည့်ပါနော်အခွင့်အရေးလိုချင်လို့လှုပ်ကြွေးတာမဟုတ်ဘူးတကယ်ကိုပဲဘုရားအတွက်နော်အနစ်နာခံဖို့စွန့်လွတ်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပါလေ
လှုပ်ကြွေးတာအဲ့ဒါလေးကိုသိသိချင်းနေအဲ့တော့မြတ်စွာဘုရားကတော့သိပြီးသားပေါ့ဒါပေမဲ့ပတ်ဝန်းကျင်ရှိသေးတာကိုပြပတ်ဝန်းကျင်ကဟာအရှင်အာနန္ဒလှုပ်ကြွေးမှာပေါ့ကွာအခွင့်အရေးတွေရတာကိုဆိုတာလေးကိုသူကဒါလေးကိုကြိုတင်ပြီးတော့မြင်တယ်လူတွေရဲ့သဘောကလည်းပိဋကရဲ့အပြစ်ကမြင်တတ်တဲ့ကိုဗျာဗန္ဒီဘုန်းတော်ကြောင့်သုံးတကူကုန်နှင့်ပြည့်စုံတော်မူတဲ့အိုမြတ်စွာဘုရားဘဂဝါဘုရားရှင်ကိုရောမြတ်တိမေဘုရားတပည့်တော်ဟာပဏိတပိဏပဒံမုံမြတ်တဲ့ဆွမ်းရင်တွေကိုသစေနာတတ္တိအကေဝေမပေးဘူးဆိုရင်အဟံဘုရားတပည့်တော်သည်ဘဂဝန္တဘုရားရှင်ကိုရောမြတ်ကိုဥပါဒဟိတမိလှုပ်ကြွေးပါမယ်ဖရာဗန္ဒီဘုန်းတော်ကြောင့်သုံးတကူကုန်နှင့်ပြည့်စုံတော်မူတဲ့အိုမြတ်စွာဘုရားဘဂဝါဘုရားရှင်ကိုရောမြတ်သည်မေဘုရားတပည့်တော်ဟာဧကကန္တကုတိယံစံကြောင်းတော်တစ်ခုထဲမှာမေဘုရားတပည့်တော်အားဝတိတောအတူတကွနေထိုင်ခွင့်ကိုသစေနာတတ္တိအကေဝေမပေးဘူးဆိုရင်အဟံဘုရားတပည့်တော်သည်ဘဂဝန္တဘုန်းတော်၆ပါးတည်းခင်ဘုရားရှင်ကိုရောမြတ်ကိုဥပါဒဟိတမိလှုပ်ကြွေးပါမယ်ဖရာဗန္ဒီဘုန်းတော်၆ဆုံးတကူကုန်နှင့်ပြည့်စုံတော်မူတဲ့အိုမြတ်စွာဘုရားဘဂဝါဘုရားရှင်ကိုရောမြတ်သည်နိမန္တနံပင်ဖိတ်တဲ့နေရာတိုင်းကိုမံဘုရားတပည့်တော်ကိုဂဟိတဝါခေါ်၍သစေနာတတ္တိအကေဝိမသွားဘူးဆိုရင်အဘုရားတပည့်တော်သည်ဘဂဝန္တဘုရားရှင်ကိုရောမြတ်ကိုဥပါဒဟိတမိလှုပ်ကြွေးပါမယ်ဖရာဣတိဤသို့အာနန္ဒထေရောအာနန္ဒခေါ်တဲ့မထေကျော်သည်ဘဂဝန္တဘုန်းတော်ကြောင့်ပါတဲ့ခင်ဘုရားရှင်ကိုရောမြတ်ကိုကတိတိကောင်းစွာမဲ့တွေလျှောက်ထားလိုက်လေတော်တည်းအရှင်အာနန္ဒမြတ်စွာဘုရားကိုနော်လှုပ်ကြွေးခွင့်ရဖို့အတွက်သူ့ရဲ့သဘောထားလေးသူ့ရဲ့ခံယူချက်လေးကိုမြတ်စွာဘုရားကိုအရင်လျှောက်တယ်အဲ့ဒါကိုပယ်လေးတာခံ၄ပါးလို့ခေါ်တယ်ပယ်တဲ့စုက၄ပါးအဲ့ဒီပယ်တဲ့စု၄ပါးကနံပါတ်၁အရှင်ဘုရားတပည့်တော်ကိုသင်္ကန်းကောင်းကောင်းမပေးရဘူးစွန့်ကောင်းကောင်းမပေးရဘူးအရှင်ဘုရားတရင်သုံးတဲ့စံကြောင်းတော်တစ်ခုထဲမှာတပည့်တော်ကိုအတူတူနေထိုင်ခွင့်မပေးရဘူးပြီးတော့ဘုရားတဲ့တပည့်တော်ကိုအရှင်ဘုရားပင့်ဖိတ်တဲ့နေရာတွေတခါတည်းရှင်မင်းတွေကရှင်ဘုရားကိုပင့်ဖိတ်တာရှိတယ်တခါတည်းဝန်ကြီးတွေအမတ်ကြီးတွေကရှင်ဘုရားကိုပင့်ဖိတ်တာရှိတယ်တခါတည်းတတိတကြွတွေကအရှင်ဘုရားကိုပင့်တာရှိတယ်ဗျာဆုံးလေကပ်ပြရစေသင်္ကန်းလေးလူပြရစေဆိုပြီးတော့အဲ့ဒီလိုဝန်ကြီးတွေအမတ်ကြီးတွေရှင်မင်းတွေတတိတကြွတွေပင့်ဖိတ်တဲ့နေရာတိုင်းကိုတပည့်တော်မခေါ်ပါနဲ့ဗျာမခေါ်မှတပည့်တော်ရှင်ဘုရားကိုလှုပ်ကြွေးမယ်ဒီစုလေးချက်ကိုကြည့်လိုက်မယ်ဆိုရင်ပိဋကရဲ့အနစ်နာခံဖို့တချို့ပုဂ္ဂိုလ်တွေနော်တစုံတယောက်ကိုပြုစုလှုပ်ကြွေးတယ်ဆိုတာကမျှော်လင့်ချက်လေးတွေရှိတယ်ဘာမှမတော်တဲ့ပုဂ္ဂိုလ်မပြောပါနဲ့တချို့သားသမီးတွေဆိုရင်မိဘလှုပ်ကြွေးတာတော့ပိဋကရဲ့အမွေလေးကိုလှမ်းမျက်စောင်းထိုးသေးတယ်ခင်ဗျားကိုလှုပ်ကြွေးမယ်ကျုပ်ကိုလေးလေးပါလေးပေးမလားဟာလားရွာတွေဆိုရင်ပေါ့မြို့ဆိုရင်တော့မြေလေးပါလေးပေးမလားတိုက်လေးပါလေးပေးမလားဆိုတယ်နော်အဲ့ဒီလိုမျောလင်းချက်လေးနဲ့လှုပ်တာရှိတယ်ဗျာဒါကြောင့်ပြောကြတယ်လေဩသူတို့ညီကိုမောင်နှမတွေကတိတ်ချစ်တာပဲတယောက်နဲ့တယောက်နော်တိတ်ခင်တာပဲဆိုတော့အမွေခွဲပြီးပြီလားတဲ့အမွေခွဲပြီးလို့ချစ်တယ်ခင်တယ်ဆိုတာဒါသိကြပြီပေါ့နော်အများကြီးမိတ်ရဲ့အမွေနဲ့ပတ်သက်ပြီးတော့ဖြစ်တတ်ကြတယ်နော်လောကရဲ့သဘာဝပေါ့အခုမြတ်စွာဘုရားကိုအရှင်အာနန္ဒလှုပ်ကြွေးတယ်ဘာမျှော်လင့်ချက်မှမရှိဘူးဒါလေးကဘုန်းကြီးတို့အားလုံးအတူယူရမယ်နော်တခါတည်းဘုန်းကြီးတို့စဉ်းစားနေတဲ့အချိန်ကိုယ့်ရဲ့ဆရာတွေကဘုန်းကြီးတို့တိတိကုဗ္ဗဒတက္ကသိုလ်ပေါ့အဲ့ဒီနေ့တုန်းကအဲ့တော့တိတိကုဆိုဘုရားကြီးဟေးဒီဟင်းလေးကောင်းပါလေကွာငါတပည့်တွေပေးစမ်းဆိုမှစိတ်ထဲမှာသဘောကျငါကိုဆရာကချီးမြှောက်တယ်ဟေးဆိုပြီးတော့နော်အရှင်အာနန္ဒကအဲ့ဒါကိုနော်မြင်တယ်ဗျာအရှင်ဘုရားဆွန်ကောင်းကောင်းမပေးနဲ့နော်သင်္ကန်းကောင်းကောင်းတပည့်တော်ကိုမပေးနဲ့ဗျာ
ဘာဆိုဘာမရခြင်းဘူးပြီးတော့အရှင်ဘုရားပင့်ပိတ်တဲ့နေရာတိုင်းတပည့်တော်ကိုမခေါ်ပါနဲ့မခေါ်မှတပည့်တော်လှုပ်ကြွေးမယ်အဲ့နောက်ဘိသိက်ခံယူတဲ့ဆု၄ပါးဆက်ပြီးတော့လျှောက်တယ်ဗန္ဒီဘုံတော်ကျော်ဆုံးတကူကုန်းနှင့်ပြည့်စုံတော်မူတဲ့အိုမြတ်စွာဘုရားဂဟိတနိမန္တနံဘုရားတပည့်တော်လက်ခံထားသောပင်ပိတ်တဲ့နေရာတိုင်းကိုဘဂဝါဘုရားရှင်ကိုရောမြတ်သည်သစေကမိတ်တိကဲ၍ကြွမယ်ဆိုရင်အံဘုရားတပည့်တော်သည်ဘဂဝနာဘုရားရှင်ကိုရောမြတ်ကိုဥပတေဟိတမိလှုပ်ကြွေးပါမယ်ဘုရားဗန္ဒီဘုံတော်ကျော်ဆုံးတကူကုန်းနှင့်ပြည့်စုံတော်မူတဲ့အိုမြတ်စွာဘုရားဒေသန္တရတော်နိုင်ငံရချတိုင်းတစ်ပါးမှာအာဂတံရောက်လာသောပိဋကံပိဋကအပေါင်းကိုတာဝတိဝထုကနာမပင်ဘဂဝန္တံဘုရားရှင်ကိုရောမြတ်ကိုဓာတိတုံဖူးမြောခွင့်ကိုသာစေလစ္ဆာမိကေ၍ရရဆိုရင်အံဘုရားတပည့်တော်သည်ဘဂဝန္တဘုရားရှင်ကိုရောမြတ်ကိုဥပတေဟိတမိလှုပ်ကြွေးပါမယ်ဘုရားဗန္ဒီဘုံတော်၆စုံတကူကုန်နဲ့ပြည့်စုံတော်မူတဲ့အိုမြတ်စွာဘုရားယရာအကျဉ်ခမမေဘုရားတပည့်တော်အားကင်ခံယုံမတန်တရတိသစေဥပ္ပိသတိအကယ်၍ဖြစ်ပေါ်냐အံတရံထိုအခါမှာတာဝတိဝထိုခဏမှာပဲဘဂဝန္တမြတ်စွာဘုရားကိုဥပသင်္ကမိတုံချင်းကပ်ခွင့်ကိုသစေလစ္ဆာမိကေ၍ရမယ်ဆိုရင်အံဘုရားတပည့်တော်သည်ဘဂဝန္တဘုရားရှင်ကိုရောမြတ်ကိုဥပတေဟိတမိလှုပ်ကြွေးပါမယ်ဘုရားဗန္ဒီဘုံတော်ကျော်ဆုံးတကူကုန်းနှင့်ပြည့်စုံတော်မူတဲ့အိုမြတ်စွာဘုရားပရမုခံဘုရားတပည့်တော်ရဲ့မျက်ွယ်မှာဒေတိတံဟောကြားတဲ့ဟောကြားတိုင်းသောဓမ္မတရားကိုဘုရားတပည့်တော်ရဲ့မျက်ွယ်မှာဟောကြားတိုင်းဟောကြားတိုင်းသောတရားကိုမရှံဘုရားတပည့်တော်အားဘုနာနောက်တပါသစေကထိတတိအကယ်၍ဟောမယ်ဆိုရင်အံဘုရားတပည့်တော်သည်ဘဂဝန္တဘုရားရှင်ကိုရောမြတ်ကိုဥပတေဟိတမိလှုပ်ကြွေးပါမယ်ဘုရားဣတိဣသောအာယတမအာနန္ဒထေရောအရင်အာနန္ဒခေါ်တဲ့မထေကျော်သည်ဘဂဝန္တဘုရားရှင်ကိုရောမြတ်ကိုဂရေတိကောင်းစွာမဲ့သွေလျှောက်ထားလိုက်လေတော်တတိအဲ့တော့အရှင်အာနန္ဒာပယ်လေးတန်ခံ၄ပါးပြည့်တဲ့စုက၄ပါးခံရတဲ့စုက၄ပါးအဲ့ဒီခံရတဲ့စု၄ပါးကနံပါတ်1တခါတည်းရတက္ကဒကမတွေကတပည့်တော်ကိုလာပြီးတော့အကူကြီးတောင်းလိုက်မယ်ဗျာရှင်ဘုရားပြီးတော့ဘုရားကိုလှုပ်ကြွေးခြင်းလုပ်ပါဘုရားဆွန်းလေးကပ္ပိယစေသင်္ကန်းလေးလှူပါစေလို့အကယ်၍တပည့်တော်ကိုလာလျှောက်ခဲ့ရင်လက်ခံတဲ့ကတပည့်တော်လက်ခံပါပါဘုရားတပည့်တော်လက်ခံပြီးပြီဆိုရင်တော့အရှင်ဘုရားမဖြစ်ဖြစ်အောင်ကြွပေးရမယ်ဘုရားတဲ့အကျိုးဆောင်ဟုတ်လားသင်္ကန်းလူခြင်းနဲ့ဟာလားဆွန်လေးကက်ခြင်းနဲ့ဒါမျိုးအကြောင်းလေးလူခြင်းနဲ့အဲ့လက်ခံသင်္ကန်းတပည့်တော်လက်ခံမရတပည့်တော်လက်ခံပြီးတော့ရှင်ဘုရားမကြွလို့မရဘူးနော်ဘုရားအေးပါကွာရပါတယ်နံပါတ်2ကပါလေအရှင်မြတ်တချို့ဆိုရင်ဟိုဝေးလံတီခုံနဲ့နော်နိုင်ငံရချာတိုင်းတစ်ပါးကနေဘုရားကိုဖူးခြင်းလို့ပါဘုရားကိုဖူးမြော်ခွင့်ပေးပါလို့ဒီလိုလဲလာပြီးတော့အကူကြီးတောင်းကြလိမ့်မယ်ဘုရားအဲ့တော့တပည့်တော်လက်ခံတဲ့ကလက်ခံရမှာပဲဘုရားအားကြောင့်လေဟိုးဗာလေဝေးလံတီခုံနဲ့နိုင်ငံရချာကလာတာဖြစ်သည့်အတွက်သူတို့ရဲ့တရားတရားကိုငဲ့ပြီးတော့သူတို့ရဲ့တရားတရားနော်တိုးပွားစေဖို့ပေါ့အဲ့ဒါလေးကိုလည်းရှင်ဘုရားဖူးမြော်ခွင့်ပေးရမယ်ဘုရားပင့်ထားတဲ့နေရာတွေကိုကြွပေးရမယ်ဖူးမြော်ခြင်းတဲ့ပုဂ္ဂိုလ်တွေကိုလည်းဖူးမြော်ခွင့်ပေးရမယ်နံပါတ်3တစ်ခါတည်းတပည့်တော်ရဲ့စိတ်ထဲမှာတန်တရားဖြစ်တတ်တယ်ဒီတရားလေးဘယ်မှာဟောခဲ့ပါလဲရာဇဂိုမှာဟောတာလားဓမ္မမို့တာဝဋ္ဌိမှာဟောတာလားဘာကိုဆိုလိုပါလဲဓမ္မနဲ့ပတ်သက်ပြီးတော့ဇဝေဇဝါဖြစ်နေရဲ့ရှင်ဘုရားကိုအချိန်မရွေးမေးမြန်းခွင့်ပြုပါဗျာအားကြောင့်လေသူကသောတာပန်အဆင့်ပဲရှိသေးတာနော်တခါတည်းတန်တရားဆိုတာဖြစ်တတ်တယ်ပေါ့
အဲ့လိုဖြစ်မြန်ဖြစ်ခဲ့ရင်တဲ့အရှင်ဘုရားတပည့်တော်ကိုမေးမြန်းခွင့်နော်အချိန်မရွေးမေးမြန်းခွင့်ပြုပါဗျာတဲ့နောက်ဆုံးနံပါတ်၄ကတော့ဘိသိက်အရှင်ဘုရားတပည့်တော်ရဲ့မျက်ကွယ်မှာတပည့်တော်ပါတဲ့မြို့တွေရွာတွေအရှင်ဘုရားတရားဟောနေတာပဲအဲ့ဒီဟောတိုင်းသောတရားတွေကိုတပည့်တော်နဲ့တွေ့ရင်ပြန်ပြီးတော့ဟောပေးရမယ်ဗျာအဲ့တော့ဘိသိက်ဒီခံယူတဲ့စု၄ပါးကလည်းနော်အများအတွေ့တရားဓမ္မတွေတရားတရားတို့ပါစေဖို့ပြီးတော့နောက်တစ်ချိန်မှာဘိသိက်သင်္ကန်းတင်အောင်ပါဘူးဗျာအဲ့တော့ဘုရားဟောတဲ့တရားတွေအကုန်မှတ်မိတယ်ဆိုတာလည်းပဲဘုရားကဟောသမျှတရားတွေကိုသူ့ကိုအကုန်လုံးပြန်ပြီးတော့ဟောပေးလို့ဒီတရားတွေကိုမှတ်မိတာတတိလည်းကောင်းတယ်မှတ်ဉာဏ်လည်းကောင်းတယ်ဝိရိယလည်းရှိတယ်ဘဟုတုတပြောစရာမလိုဘူးပိဋက၃ပုံနော်ဝိနည်းသုတ်တံအဘိဓမ္မာအကုန်လုံးဘယ်နေရာမှာမြတ်စွာဘုရားဗာတရားတွေဟောခဲ့တယ်အကုန်လုံးသိတယ်ဆိုရင်လည်းမြတ်စွာဘုရားကနော်ပြန်ပြီးတော့ဟောပြလို့အဲ့တော့ပေလေးတံခလေးပါစုကိုတောင်းလိုက်တယ်မြတ်စွာဘုရားကလည်းလက်ခံတော်မူတယ်အဲ့တော့မြတ်စွာဘုရားကိုလှုပ်ကြွေးတယ်တရားလင်ဘိသိက်ရဲ့နော်18ကြိမ်မြတ်စွာဘုရားကိုစိတ်ကတ်တယ်တဲ့ဘာတဲ့အခါမှာလည်းပဲမေးစရာလေးတစ်ခုခုတော့ပါစမြဲပဲတဲ့တခါတည်းသာသနာကိစ္စပေါ့တခါတည်းလဲဓမ္မနဲ့ပတ်သက်လို့ပေါ့အဲ့တော့သူ့ရဲ့စိတ်ထဲမှာမရှင်းတဲ့ကိစ္စတွေသာနာရေးအနေထားတွေအတကယ်တရားချို့ရန်နေပြင်းမှုတွေလွန်ကျူးလို့နော်ဟာအရှင်ဘုရားဘယံတော့ဘလို့ဖြစ်နေပါပြီဘာလို့ရရင်ကောင်းမလဲအတကယ်တရားလဲဘိသိက်ဒိဋ္ဌိလောကကနေရောက်လာပြီးတော့ယဟန်လေးဝှချွင်လို့ပါဟာဒုက္ခပဲသူကငကိုယ်တော့ကဒိဋ္ဌိလောကမှာဆရာကြီးတဆူအခုပါလေယဟန်ဝှချွင်လို့ဆိုတော့သူရိုးသားယူမှာဟုတ်ရလားသိပါဘူးကွာငါလက်ခံလို့ပြီးတော့မှသူကမတမယောလို့ရင်ငါဒုက္ခတွေ့လိမ့်မယ်ငါမြတ်စွာဘုရားကိုသွားရှောက်မှဖြစ်မယ်ဟောတခါတည်းမြတ်စွာဘုရားသွားရှောက်ရတယ်အဲဒီလိုပေါ့ဘိသိက်သူ့မှာအခက်ခဲလေးတွေရှိရင်မြတ်စွာဘုရားကိုအမြဲတမ်းအဲ့ဒါလေးတွေရှောက်တယ်မြတ်စွာဘုရားလည်းပြောပြတယ်ရောက်တရားလည်း18ကြိမ်စိတ်ကတ်တယ်စိတ်ကတ်တိုင်းဘိသိက်ရဲ့မေးစရာရှောက်စရာတခုခုတော့ပါစမြဲပဲဒီတိုင်းကြီးမသွားပါဘူးတဲ့မြတ်စွာဘုရားကိုရေပူရေချမ်းကမ်းလှမ်းပြီးတော့ဝါ20ကစတင်ပြီးတော့လှုပ်ကြည့်လိုက်တာဝါ30ဝါ40အဲ့နောက်45ရောက်လာပြီနှစ်ပေါင်းဘယ်လောက်ကြာသွားတယ်သူလုံမကြွေးတာက20သူလှုပ်ကြွေးတာကအဲ့တော့မလှုပ်ကြွေးတဲ့အချိန်က20လှုပ်ကြွေးတဲ့အချိန်က25အဲ့တော့မြတ်စွာဘုရားဝါတော်45ဆိုတက်တော်ဘယ်လောက်တက်တော်80အဲ့ဒီအချိန်မှာမြတ်စွာဘုရားကကဲငါအချိန်တန်ပြီချိန်တန်ပြီအဲ့ဒီကြောင့်လေးကိုအာနန္ဒပြောပြမှဖြစ်မယ်ဆိုပြီးတော့အရှင်အာနန္ဒခေါ်ပြီးတော့ညီတော်ရေတဲ့ငါနောက်3လကြာရင်ပရိနိဗ္ဗာန်ဆံတော်မယ်ကွာတတော်ကလည်းကြည်လာပြီခန္ဓာကိုယ်ကြီးကလည်းလက်အိုကြီးကိုဂျိုးနဲ့နော်တုပ်ဆိုင်ထားတယ်လို့ပဲအဲ့တော့ငါအတွက်အချိန်တန်ပြီအာနန္ဒရေငါမကြခင်ပရိနိဗ္ဗာန်ဆံတော်မယ်ကွာအဲ့ဒီလိုလည်းပြောလိုက်ရဘိသိက်ရဲ့အရှင်အာနန္ဒဝမ်းနဲ့ပဲလည်းဖြစ်သွားသောတပန်ဆိုတော့ဒေါသမပေသည်ဟုဗျာနော်သောကာတို့ပဋိဒေဝတို့ရှိသေးတယ်ဟာဒုက္ခပဲနောင်တော်ကြီးမြတ်စွာဘုရားပရိနိဗ္ဗာန်ဆံတော်မယ်ငါဘယ်လိုလုပ်မယ်လဲငါမှလည်းယဟန္တာမဖြစ်သေးဘူးအခုမှသောတပန်အဆင့်ပဲရှိသေးတယ်ဓမ္မနဲ့ပတ်သက်လို့နော်မေးစရာရှိရင်နောင်တော်ကြီးရှိတော့အာကိုလို့ရတယ်အခုနောင်တော်ကြီးကမကြခင်ပရိနိဗ္ဗာန်ဆံတော်မှာတယ်ဒုက္ခပါပဲကွာငါအာကိုရမဲပါပြီငါဘယ်လိုလုပ်မလဲဘိသိက်ရေဖယံနာကိုမလာတော့ငါမှလုံလောက်တဲ့တရားမရှိသေးဘူးမပြည့်စုံသေးဘူးဘိသိက်ရေသောတပန်တော့ဖြစ်နေပြီအပေတကတော့ပိတ်သွားတာဟုတ်တယ်သို့တော့မပြည့်စုံသေးဘူးပေါ့ငါမှလိုအပ်ချက်လေးတွေရှိသေးတယ်ကွယ်ဒါပေမဲ့မြတ်စွာဘုရားကပရိနိဗ္ဗာန်ဆံတော်မယ်အဲ့တော့ဘုရားနာကိုဘိသိက်ရေရောက်မလာတော့မြတ်စွာဘုရားလိုက်ပြီးတော့နော်ရှာခိုင်းတယ်အာနန္ဒမတွေ့ပါလားဘယ်ရောက်နေပြီလဲကွယ်ဆိုတော့ကျောင်းဆောင်လေးတစ်ဆောင်တွင်းမှာဘိသိက်ရေနော်ငိုကြွေးနေတာအဲ့တော့ဘုရားထံရောက်လာတယ်ဟေးအာနန္ဒမင်းဘယ်သွားနေလဲတပည့်တော်ဘုရားမျက်ရည်ဘလို့မှထိမ့်မရဘူးအရှင်ဘုရားကြီးရောက်လာရင်မျက်ရည်ကအလိုလိုကျလာတယ်
ဟဲ့ဘာဖြစ်လို့လဲကွတပည့်တော်မှာလုံလောက်တဲ့တရားမရှိသေးဘူးဖေရတရားမရလို့ငိုတာအဲ့တော့ဘုန်းကြီးတို့ပုရုဇဉ်ပုဂ္ဂိုလ်တွေအားလုံးငိုဘူးကြတယ်နော်တရားမရလို့ဆိုတာကတော့မရှိတလောက်ပါပဲနော်ရှိကောင်းရှိမယ်ပေါ့မရှိဘူးတော့မို့ရှိကောင်းရှိမယ်ပေါ့သို့တော်ရှားတယ်နော်အဲ့တော့အရှင်အာနန္ဒာခုပါလေငါမှမလုံလောက်သေးဘူးမပြည့်စုံသေးဘူးဘယ်လိုလုပ်မလဲယောအာနန္ဒမယဓမ္မောဇာဝိနယောဇဒေတိတောပညတ်တောသောဝမမေစေနတထဟေးအာနန္ဒာအဲ့တွေမကြောက်ကြနဲ့ငါဓမ္မတွေဟောခဲ့တယ်ဝိနည်းတွေဟောခဲ့တယ်အဲ့ဒီဓမ္မတွေကမင်းတို့တွေဆရာပဲငါရဲ့ကိုယ်စားမင်းတို့အတွက်ဆရာပဲဆိုပြီးတော့မြတ်စွာဘုရားကမင်းလိုက်တော့ तू အတက်လာတယ်ရာ40ရှိတက်ကရေဝဲနေမလာတိုင်းစံနိုင်မဲ့ယုကုတ်တင်နာယုံအင်ချင်းဆုံးမှာကစုံလာပြေအင်္ဂါနေဝဲချမ်းမြေနေဘူးအစံတော်မူသည်ဝမ်းစုတောင်းလုံးကြော်တဲ့ကိုမာတကိ148ခုနှစ်ကစုံလာပြေနေ့မှာမြတ်စွာဘုရားပရိနိဗ္ဗာန်ဝင်ဆံပြီအဲ့ဒီအချိန်မှာအရှင်မကတ္တဗပါဝါမျိုးကနေကုသိဏယုံကျွာလမ်းမှာသူဗဒအမည်ရတဲ့ယဟန်အိုကြီးနဲ့တွေ့အဲ့ဒီသူဗဒယဟန်အိုကြီးကအရှင်ဘုရားဘလို့လေဘာဖြစ်လို့ငုံနေကြတာလဲတပည့်တော်လွတ်လပ်ခွင့်ရပြီဘုရားမရှိတော့ဘုရားရှိတော်ကနော်အမျိုးမျိုးချုပ်ချယ်ခဲ့တယ်ဝိနည်းစည်းကမ်းဆိုတာတပည့်တွေပါလေအဲ့ဒါတွေကချုပ်ချယ်နေတာစည်းကမ်းဆိုတာဘိသားကြီးလိုက်နာတဲ့ပုဂ္ဂိုလ်တွေတော့တန်ဖိုးဖြတ်လို့မရဘူးပေါ့မလိုက်နာခြင်းတဲ့ပုဂ္ဂိုလ်တွေအတွက်ကြောင့်အဲ့ဒါကြီးကနော်သူတို့အတွက်အနှောင်ဖွဲ့လို့ဖြစ်နေတယ်အဲ့ဒီစည်းကမ်းတွေကတပည့်တို့ကိုချုပ်ချယ်နေကြတဲ့အခုလွတ်လပ်ရပြီဖះဆိုပြီးတော့နော်ပြောတဲ့အခါမှာအရှင်မကတ္တပတံဝေကရတော်မူတယ်ဒါနဲ့ကိုယ်တင်အောင်ရောက်တဲ့အခါမှာသင်္ကန်းတာတင်ဖို့ဆိုပြီးတော့နှိုးဆော်လိုက်တယ်ယဟန္တာအပါ900အဲ့ဒီမှာပိဋကရွေးတော့အရှင်အာနန္ဒာကယဟန္တာဖြစ်သေးဘူးဒီတော့အရှင်မကတ္တဗက499ပါးပဲရွေးတယ်ယဟန္တာတွေဖြစ်ရမယ်ဆိုပြီးတော့ပိဋကရဲ့စီကံကရှိနေတော့အရှင်အာနန္ဒာရွေးလို့မရဘူးရွေးလိုက်မယ်ဆိုရင်လည်းပဲပတ်ဝန်းကျင်ရဲ့နော်ကြေရမှုရှုံချမှုဒါမျိုးကြုံတွေ့ရမှာဆိုလို့ပရူပဝါဒဝိဝေဇနထံပရဥပဝါဒတဘာသူတွေကြည့်ရမှာဆိုလို့တဲ့ဝိဝေဇနထံအဲ့ဒါကိုရှောင်ရှားဖို့အရှင်မကတ္တပသည်အရှင်အာနာကိုရှောင်လိုက်တယ်သို့တော့ तू မပါရင်လည်းမပြီးဘူးရည်ရွယ်ထားတာကအပါ900အဲ့တော့သူ့အတွက်ကပိဋကရဲ့ခြံထားတော့ဘယ်လောက်လဲ499ပါအဲ့တော့ကျန်တဲ့တန်ခါတွေအရှင်ဘုရားတွေအနန္တမပါဘူးလားဗျာပါဘူးလေတဲ့ तू ကယဟန္တာမဟုတ်သေးဘူးဟာယဟန္တာမဟုတ်လေအရှင်ဘုရားသင်္ကနာတင်လို့ရတာဗောဗျာ तू ကမနာဘူးတဲ့တရားဆိုတာမရှိဘူး तू မှာလို့မဖြစ်ဘူးဗျာကဲအဲ့လိုဆိုရင်တော့အရှင်ဘုရားတို့ရဲ့သဘောပဲအများစုရဲ့စန္ဒာငါအကြီးကဲပဲငါတန်ခါရာဇာပဲငါလှုပ်ချင်ရလှုပ်မယ်ဆိုတဲ့စိတ်ညှို့မရှိဘူးအများရဲ့သဘောထားလေးကိုနော်ဒါလေးကိုပိဋကကြီးတောင်းဆိုလိုက်သေးတယ်အရှင်ဘုရားတို့သဘောပဲအရှင်ဘုရားတို့ရွေးဆိုရင်တပည့်တော်ရွေးမယ်ဟာကောင်းပါတယ်ဘုရားအရှင်အာနန္ဒာပါမဖြစ်မယ်ဖေရဒါနဲ့ပိဋကကြီးအဲ့ကြမှာနော်တန်ဃာဓုသန္နအယပေါ့တန်ဃာဓုသန္နအယအရှင်အာနန္ဒာကိုရွေးလိုက်တယ်အဲ့တော့ယဟန္တာ499ပါသောတာပန်တစ်ပါးအဲ့တော့တန်ဃာအပါ900ဖြစ်သွားတယ်ကဲအဲ့လိုဆိုရင်ဝါတွင်ငါတို့သင်္ကနာတင်မယ်ကွာဆိုယတ္တိပါဠိတမ္မပေါ့အဲ့တော့အရှင်အာနန္ဒာကကဲပါလေမြတ်စွာဘုရား25ဝါတိတိတရင်သုံးခဲ့တဲ့သာဝတိမှာတက္ကဒကမတွေနော်အများကြီးရှိတယ်သူတို့ကဘုရားမရှိတော့ဘူးဆိုပြီးတော့အားငယ်နေကြတယ်ငါသွားပြီးတော့အာဘိစကားပြောဥမှာပဲဆိုပြီးတော့အရှင်အာနန္ဒပိဋကအဲ့ဒီရောက်သွားတက္ကဒကမတွေကိုတရားဟောဝါဆိုကန်ဤအချိန်မှကဲပါလေငါဒီမှာနေလို့မဖြစ်တော့ဘူးမကြခင်သင်္ကနာတရားတော်မယ်ရာဇကျူဘယင်ရဲ့အထောက်ပံ့နော်ဘယင်အဇာတရဲ့အထောက်ပံ့ကိုယူပြီးတော့သင်္ကနာတင်ရတာဆိုတော့ရာဇကျူပြန်ကြွဒီနေရာလေးမှာမှတ်ထားဖို့ရကဘယင်အဇာတဆိုရင်
ဖေတတ်တဲ့သားပဲနော်လူဆိုလူမိုင်းလို့ဒီလိုပဲသတ်မှတ်ကြတယ်အခုဒီဟာလေးကိုဒီဖြစ်စဉ်လေးကိုကြည့်လိုက်သင်္ကန်းနာတင်နေဆိုတာဘုရားဟောတဲ့တရားတွေကိုအတီးပြုတာအဲ့ဒါကိုထေရဝါဒလို့ခေါ်တယ်ဝိနည်းသုတ်တံပြီးတဲ့မှာဆိုတာဘုရားလက်ထက်ကပိဿယေနော်ကန္တခွဲထားတာမရှိဘူးအဲ့ဒါကိုထေရဝါဒဘုရားဟောတဲ့အတိုင်းမူရင်းကြကြဖို့ပိဿယေနော်ပူရဆိုပြီးတော့နှုတ်ပြတာမရှိဘူးလိုတယ်ဆိုပြီးတော့ဖြည့်ဆွက်တာမရှိဘူးခင်ဗျမလျော်ညီတော့ဘူးဆိုပြီးတော့ပြင်ဆင်တာမရှိဘူးနှုတ်ပယ်ခြင်းဖြည့်ဆွက်ခြင်းပြင်ဆင်ခြင်းအလင်းမရှိတဲ့ဝါဒကိုထေရဝါဒအဲ့ဒါဘယ်မျိုးမှလဲရာဇကြိုမှဘယ်သူရဲ့အထောက်ပံ့လဲဘယင်အဇာတရဲ့အထောက်ပံ့ဘယင်အထောက်ပံ့မရရင်ဘယ်သူမလုံးနိုင်ဘူးပစ္စည်းဥစ္စာရှိမှလည်းမရသေးဘူးအာနာလည်းရှိအောင်မှနော်အာနာဇက်နဲ့ဓမ္မဇက်နှစ်ခုတွဲပြီးတော့လုံးမဘိဒရဲ့ဒီလိုပွဲကြီးတွေအောင်မြင်လာတာဒါကိုကြည့်မယ်ဆိုရင်ဩဘယင်အဇာတရဲ့ကျေးဇူးမနှဲပါလားလို့နော်ဖေတတ်တာတော့မကောင်းတာတော့မကောင်းဘူးပေါ့အဲ့ဒါကတက္ကန္တာအခုဘိဒရဲ့သူ့ဘဝနောက်ဆုံးအရွယ်ပေါ့ဘဝနေဝင်ချိန်မှာတော့ဘိဒရဲ့ဒီလိုအကျိုးကျေးဇူးအလွန်များတယ်နော်သာနာတွေအလွန်အကျိုးကျေးဇူးများတယ်သင်္ကန်းနာတင်ပွဲမှာသူကအထောက်ပံ့ပေးတဲ့တကားတူပဲအဲ့တော့ဝါဆိုကန်ဒီမှာအရှင်အာနန္ဒာရာဇဂိုကြွလာတယ်တန်ဃာတွေစီဝကြပြီအခန္ဓာဘယ်လိုလုပ်မလဲဘယ်သူကမေးမလဲဘယ်သူကဖြေမလဲပေါ့မေးတဲ့ပုဂ္ဂိုလ်ပု္ပ္ပစကဖြေတဲ့ပုဂ္ဂိုလ်တော့ဝိသေဇကပေါ့နော်အဲ့ဒါတွေအတိုင်းပဲတော့အရှင်အာနန္ဒာရောက်သွားတယ်သူကသောတာပန်အဆင့်ပဲရှိသေးတယ်ဆိုတော့ယဟန်နဲ့မထေရကြီးများကပြောတယ်တဲ့ဟေးဒီတန်ဃာကြားထဲမှာကိလေသာယနံလေးရပါတယ်ကွဒီလိုတန်ဃာတုကြားထဲမှာကိလေသာယနံရတယ်ဘယ်ဟာလည်းမသိဘူးအရှင်အာနန္ဒာကိုစောင်းပြောတာနော်ဘာကြောင့်လဲသူ့ကိုအာထုတ်စေခြင်းလို့စေနာနဲ့ပြောတာနော်အရွက်တိုက်တယ်လို့မထင်နဲ့ဟုတ်ဒါဘိသိက်အပြုသဘောပြောကောင်းတာလေးလှုပ်စေခြင်းတာစေနာနဲ့ပြောတာဩငါကိုရည်ရွယ်ပြီးတော့ပြောတာပဲဟုတ်တယ်ငါယန္တာဖြစ်သေးဘူးသွားပြီးတော့အာထုအောင်ပါပဲသူလည်းဘိသိက်အဲ့မှာတတိယလာတယ်ကြောင်းပြန်ဟာကမ္မထံရေစီပြန်ငါယန္တာဖြစ်အောင်အာထုမယ်သန္နကတိတ်ဆုံးနေဇဉ္ဉံကမ္မထံကေသံတော်ဝကေသံမိတိပဇာနာတိသွားရင်သွားတယ်လို့သည်ဇဉ္ဉံကမ္မထံစီပြန်ဘိသိက်နေရောညရောမနေ့ပြန်ပါလေသင်္ကန်းနာတင်ရတော့မယ်ယန္တာမဖြစ်သေးဘူးအဲ့တော့သန္နကစောနေတယ်အဲ့ချိန်မှာကေးပါလေငါဝိရိယလွန်ကဲနေပြီထင်တယ်လက်စင်မီးများမိအားများနေလည်းမိเจ้าနေမလင်းဘူးမိအားနေလည်းမိเจ้าနေမလင်းဘူးအလေအလတ်နော်သူ့ရဲ့ပါလေလူအပ်ချက်လေးကွက်တိကြမှာဩအဆင်ပြေတယ်ဒီအတိုင်းပဲဘိသက်တရားဓမ္မတွေအထုတ်တဲ့အခါမှာစာနာသိဆိုးလို့မရှိဘူးနော်ဒါဆိုတော့လေအာမထုတ်လို့လည်းမရဘူးအခုတော့စာနာသိဆိုးနေတယ်ငါယန္တာဖြစ်အောင်အထုတ်မယ်ဆိုပြီးတော့ကဲပါလေငါကျောင်းဆောင်လေးတွေသွားပြီးတော့ခဏကိုလှဲအောင်ပါပဲကမ္မထမ်းကျောင်းလေးတွေဝင်လာတယ်ကရင်မောထိုင်လိုက်တယ်ခန္ဓာကိုယ်ကပါလေကိုယ်ဆိုတဲ့ပတာရကရင်ဆိုတဲ့ဖွတ်ထပ်ပါပေါ့နော်ကိုယ်နဲ့ဟိုဘက်ကအာယုံကပါလေကရင်နော်ကရင်ကလည်းယုတ်တရားကိုယ်ကလည်းပါလေယုတ်တရားဒီဘက်ကပါလေအာယုံကဖွတ်ထပ်ပါယုံကရင်ဒီကခန္ဓာကိုယ်ကာယပတာဒပေါ့အဲ့တော့အဲ့ဒီနှစ်ခုထိတဲ့အခါမှာထိတာလေးကိုသိရင်နော်ဒါကပိဋကရဲ့နန္တရားပေါ့ထိသိစိတ်ကိုယ်နဲ့ကရင်နဲ့ထိတယ်ထိစရာနဲ့အထိကံပေါ့ဒါရုပ်ပဲအဲ့ဒါလေးကိုသိတဲ့စိတ်ဒီနန္တရားအဲ့ဒါလေးကိုပိဋကရဲ့အာယုံပြုတ်ပြီးတော့ခဏလောက်ငါလှဲအောင်မယ်ဆိုပြီးတော့လှဲလိုက်တယ်ခြေတော်ကမြေကြီးအကျွတ်ဟောဒီဥကောင်းတော်ကခေါင်းအောင်မရောက်ခင်မှာမလေးတံဖိုးလေးတံရပြီးတော့ယဟန္တာဖြစ်သွားတယ်ဣရိယာပု၄ပါးအလို့လျောင်းထိုင်ရက်သွားနော်သွားရင်လည်းယဟန္တာဖြစ်တယ်လည်းမဟုတ်မတရားရင်လည်းယဟန္တာဖြစ်တယ်လည်းမဟုတ်ဘူး
ထိုင်ရင်းနဲ့ယန္တာဖြစ်တာလည်းမဟုတ်ဘူးနော်လဲရင်းနဲ့နော်လဲတဲ့အနေအထားနဲ့ယန္တာဖြစ်တာလည်းမဟုတ်ဘူးအဲ့ဒီဣရိယာပုတ်၄ပါးကအလို့ယန္တာဖြစ်တော်မူတယ်အဲ့ဒီနောက်ကဲမနေ့ဖြန်ငါကြွလို့ရပြီဆိုပြီးတော့ဝါကောင်လာပြီးကြော9ရက်နေ့မှာအဲ့ဒီသင်္ကနာတင်မဲ့နေရာရောက်သွားတယ်တန်ဃာတွေကလည်းအားလုံးမျှော်လင့်နေကြတယ်သူမပါလို့မပြီးဘူးသူကပါလေဝိသစ္စကဖြေချမဲ့ပုဂ္ဂိုလ်အရှင်မကတ္တဗကပု္ပ္ပကမေးမဲ့ပုဂ္ဂိုလ်ဘုန်းကြီးတို့မြန်မာနိုင်ငံနော်ပိစမသင်္ဃာယနာမနောမကြီးလက်ထက်သတ္ထသင်္ဃာယနာဝင်းကြီးကျော်ဥနုလက်ထက်သင်္ကနာတင်ခဲ့တယ်သင်္ကနာ6ကြိမ်ရှိသွားပြီအိန္ဒိယမှာ3ကြိမ်ဟိုသီရိလင်္ကာမှာ1ကြိမ်မြန်မာနိုင်ငံမှာ2ကြိမ်ဝင်းကြီးကျော်ဥနုလက်ထက်ကတော့ပိဋကကြီးသိပါတယ်မေးတဲ့စရောကမဟာစီဖြေကြတဲ့စရောကမင်းကွန်ဆရာတော်နော်အလွတ်မေးအလွတ်ဖြေအဲ့တော့အရှင်မကတ္တပမေအရှင်အာနန္ဒာဖြေပေါ့ဝိနည်းဆိုရင်တော့အရှင်ဥပါလိပေါ့ဉာဏ်တရားတွေကတော့ဗိဓရဲ့အရှင်အာနန္ဒာကပိုများတယ်အဲ့လိုအမေးဖြေလုပ်ပြီးတော့ဒီတရားတွေဘုရားကိုဟုတ်ပါတယ်လို့အတီးပြုလိုက်တယ်အဲ့ဒါဘာဖြစ်သွားလဲနော်ထေရဝါဒထောက်ပံ့တဲ့တက္ကကဘယင်အစတ္တသာဥဆောင်တဲ့မထေရကအရှင်မကတ္တပဖြေကြတော်မူခဲ့တဲ့မထေရကအရှင်အာနန္ဒာဒါကြောင့်ဒီကနေ့အချိန်ထိသာသနာတည်တတ်နေတာပထမသင်္ဃာယနာအဲ့တော့သင်္ဃာယနာ6တိမ်ပေါ့နော်အိန္ဒိယမှာ3ကြိမ်သီရိလင်္ကာမှာ1ကြိမ်1ကြိမ်ပါသီရိလင်္ကာ1ကြိမ်မြန်မာနိုင်ငံမှာ2ကြိမ်အတီးပြုတဲ့ပွဲဘာကိုတီးပြတာလဲဘုရားဟောတဲ့တရားတွေနော်မူဘယ်နဲ့ချက်လဲပိုးရဲဆိုပြီးတော့လေနှုတ်မပြေဘူးလိုရဲဆိုပြီးတော့လေဖြစ်ဆွက်တာတွေမလုပ်ဘူးခင်းနေမလို့ညီတော့ဘူးဆိုပြီးတော့လေပြင်ဆင်တာတွေမလုပ်ဘူးမူဘယ်နဲ့ချက်လဲဘယ်နှုတ်ချင်းဖြစ်ဆွက်ခြင်းပြင်ဆင်ခြင်းနေနေမှမရှိဘူးအဲ့ဒါကိုဘာပြောလဲထေရဝါဒအဲ့တော့သင်္ကနာတင်ပွဲပြီးတဲ့အခါမှာအရှင်အာနန္ဒာနော်ခရီးဒေသစာကြီးကြွားချပြီးတော့တရားဓမ္မတွေဟောပြောပြတာနောက်ဆုံးပရိနိဗ္ဗာန်စံဃာနီးမှာဗေဒယေဘယ်မှာတရင်သုံးလဲဆိုတော့ရောဟိနီမြက်ကန်းကရွာလေးမှာတရင်သုံးတယ်ရောဟိနီမြက်ကန်းမြလျက်ခတ်သေးသေးပါဟိုဘက်ကန်းဒီဘက်ကန်းရွာလေး200ရှိရင်တခါတည်းဒီဘက်ကန်းတရင်သုံးတခါတည်းဟိုဘက်ကန်းတရင်သုံးရွာလေး200ကလည်းဝန္တာအာရဖြစ်နေကြတယ်ဩအရှင်အာနန္ဒာငါတို့ကိုနော်ဓမ္မနုဂဟတရားနဲ့ချီးမြှောက်ဖို့ဆိုပြီးတော့ဒီမှာရောက်လာပြီးတော့တရင်သုံးတာပဲဆိုပြီးတော့အဲ့လိုနေရင်ထိုင်နဲ့တက်တန်းစေတော့ကဲငါပရိနိဗ္ဗာန်ဆံတော့မယ်အာယုသင်္ခါရကုန်တော့မယ်အဲ့တော့ဟိုဘက်ကန်းဒီဘက်ကရွာလင်းရွာငါကိုကြီးညိုကြတယ်ဒီဘက်ကန်းပရိနိဗ္ဗာန်ဆံရင်ဟိုဘက်ကန်းဓာတ်တော်ရမှာမဟုတ်တော့ဟိုဘက်ကန်းပရိနိဗ္ဗာန်ဆံရင်ဒီဘက်ကန်းကရွာလေးငါရဲ့ဓာတ်တော်ရမှာမဟုတ်တော့ဘူးအဲ့တော့ငါကောင်းကင်အထက်ပရိနိဗ္ဗာန်ဆံပြီးတော့ငါရဲ့ဓာတ်တော်နော်နှစ်ခုလုံးမျှပြီးတော့ပေးမှဖြစ်မယ်ဆိုပြီးတော့အရှင်အာနန္ဒာဗေဒယေဇံပင်ရှင်တကိုးတွေနော်အပင်ရှင်တကိုးနဲ့ကောင်းကင်အထက်မှာကောင်းကင်အထက်မှာတကိုးတွေအမျိုးမျိုးပြပြီးတော့ဗေဒယေကဲငါရဲ့ဓာတ်တော်တွေဟိုဘက်ဒီဘက်နော်ချပါစေဆိုပြီးတော့အဋိဋ္ဌံပြီးတော့ပရိနိဗ္ဗာန်ဝင်ဆံတော်မူတယ်တဲ့အဲ့တော့ဓာတ်တော်တွေဟိုဘက်တစုဒီဘက်တစုနော်ကျသွားတယ်ရွာနေရာကလည်း2ရွာလုံးမှရှိတဲ့ရွာသူရွာသားတွေကလည်းအဲ့ဒီဓာတ်တော်ရပြီဆိုတော့ဓာတ်တော်ပူဇော်ကြတယ်အဲ့ဒါအရှင်အာနန္ဒာရဲ့ဘဝပုံရိပ်ပဲနော်အရှင်မြတ်ရဲ့ထူးခြားချက်ကဘိသိရဲ့ဣတတဲ့9တန်ဘုရားကိုလှုပ်ကြည့်တဲ့နေရာမှာအသာဆုံးဘဟုတရာရှိတဲ့နေရာမှာအသာဆုံးတတိရှိတဲ့နေရာမှာအသာဆုံးမှန်ကြံကောင်းတဲ့နေရာမှာအသာဆုံးဝိရိယရှိတဲ့နေရာမှာအသာဆုံးဣတတဲ့ဘယ်နဲ့တန်ဘေကဝေငါယေသားတော်များခြေသာယံတို့သာသနေငါဘုရားရှင်ကိုရောမြတ်ရဲ့သာနာတော်မှာယရိရယောအယံအာနန္တောအကျဉ်အာနန္ဒတိအတ္တိရှိပါပေ၏ဣတံဧသောအာနန္တောဤအာနန္ဒခေါ်တဲ့မထေကျော်သည်ဥပဒကနံငါဘုရားရှင်ကိုရောမြတ်ကိုလှုပ်ကြည်တော်မူကြကုန်သောဘေကုဏယဟန်တော်တို့တွင်
အကံအကောအမြတ်ဆုံးသာဆုံးဖြစ်ပါပေ၏ဘဟုတုတနဘဟုတုတရှိတော်မူကြကုန်သောဘေကုဏယဟန်တော်တို့တွင်အကံအကောအမြတ်ဆုံးသာဆုံးဖြစ်ပါပေ၏တတိမန္တနတတိရှိတော်မူကြကုန်သောဘေကုဏယဟန်တော်တို့တွင်အကံအကောအမြတ်ဆုံးဖြစ်ပါပေ၏ဂတိမန္တနမဉ္ဇဉ်ကောင်းတော်မူကြကုန်သောဘေကုဏယဟန်တော်တို့တွင်အကံအကောအမြတ်ဆုံးသာဆုံးဖြစ်ပါပေ၏ဒိဋ္ဌိမန္တနာလုံလဝိရိယရှိတော်မူကြကုန်သောဘေကုဏယဟန်တော်တို့တွင်အကံအကောအမြတ်ဆုံးပေဣတိဤသို့ဘဂဝါဘုန်းတော်ကြောင့်ပါသခင်ဘုရားရှင်ကိုရောမြတ်သည်ကရေတိကောင်းစွာမဲ့တွေမိတ်ကြတော်မူခဲ့ပါပေတည်း